မိတ်ဆွေတို့ Chris Benoit ဆိုတဲ့ WWE နဘန်သမားအကြောင်းကိုကြားဖို့ကြပါသလားအခုခေတ်နောက်ပိုင်းနဘန်ပရိသတ်တွေကတော့လုံးဝသိမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ WWE ကသူ့နာမည်ကိုထည့်ပြောတာတော့ဘန်ထားပါတယ် Hall of Fame ထဲမှာသူမရှိဘူးဂုဏ်ပြုဗီဒီယိုတွေမရှိဘူးဒါဆို WWE ကဘာလို့ Chris Benoit ကိုသူတို့ရဲ့သမိုင်းစာမျက်နှာပေါ်ကနေအပီးတိုင်ဖျောက်ပြစ်ဖို့ကြိုးစားနေကြတာလဲဘာဖြစ်လို့လဲဆိုတော့သူဟာနဘန်လောကတည်းမဟုတ်ပဲတကဘာလုံးကိုတုံ့လောက်သွားစေခဲ့တဲ့ဖြစ်ရမှန်ဇန်တန်းဆိုရဲ့တရားခံဖြစ်နေလို့ပါပဲ Chris Benoit ဆိုတာသူ့ခေတ်သူ့အခါမှာတော့နဘန်လောကကအလေးစားခံရဆုံးလူတွေထဲကတယောက်ဖြစ်ပါတယ်သူ့ကို The Rabbit Wolverine လို့လူသိများကြပြီးသူဟာဟန်ပြတော်တွေတိတ်မလို့တတ်ပေမဲ့နဘန်ပညာမှာတော့ထိပ်တန်းအဆင့်ရှိပါတယ်သူ့ကိုနေ့စနစ်ပိုင်းမှာအလွန်ကျွမ်းကျင်သူလက်ကျင်ကြီးတွေကိုယ်တိုင်လေးစားရတဲ့သူ WCW မှာရော WWE မှာပါချန်ပီယံဖြစ်ခဲ့တဲ့သူပါဒါပေမဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာတော့သူ့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်တွေဟာပွဲတိုင်းမှာထိခိုက်ဒဏ်ရာရမှုတွေကိုအလူးလဲခံနေခဲ့ရပါတယ်သူကကြမ်းကြမ်းညမ်းကစားတဲ့စတိုင်ကိုကြိုက်တာဆိုတော့သူ့ပွဲတွေကတကယ် fighting လုပ်လို့နီးပါတုံးတဲ့အကွက်တွေရှိခဲ့ပါတယ်အထူးသဖြင့်ခေါင်းကိုခုံနဲ့ရိုက်တဲ့အကွက်တွေပါဘာပဲဖြစ်ဖြစ်သူစူးစမ်းတဲ့လောက်သူ့အိမ်မက်ဖြစ်ခဲ့တဲ့ heavyweight champion ဖြစ်ခဲ့ပါတယ်2005ခုနှစ်မှာတော့အရာအလုံးစတင်ပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့အရင်နှီးဆုံးမိတ်ဆွေနဘန်သမား Eddie Guerrero တယောက်ရုတ်တရက်ခွဲလွန်သွားခဲ့တာပါ Eddie ဟာသူ့အတွက်လှုပ်ဖော်ကင်ဖက်တက်မဟုတ်ပါဘူးညီကိုရင်းတယောက်လိုပါပဲဒါကြောင့် Eddie ဆုံးပြီးတဲ့နောက်မှာ Benoit ဟာတမျိုးတစ်ဖုံပြောင်းလဲသွားတယ်လို့နီးစပ်သူတွေကပြောကြပါတယ်အဲ့ဒီဆုံးရှုံးမှုနောက်ပိုင်းမှာ Benoit ဟာပိုပြီးတိတ်ဆိတ်လာတယ်စိတ်ခံစားချက်တွေပိုပြီးပြင်းထန်လာတယ်ပြီးတော့လူတွေနဲ့ပိုပြီးဝေးနေလာခဲ့တာပါသူ့ရဲ့စိတ်ထဲမှာတခုခုကစတင်ပျက်စီးနေခဲ့ပါပြီ2009ခုနှစ်မှာတော့ WWE လောကတစ်ခုလုံးကိုတုံ့လောက်သွားစေမဲ့သတင်းတစ်ခုထွက်လာခဲ့ပါတယ်ဒါဟာ Chris Benoit နဲ့သူ့မိသားစုတစ်ခုလုံးတေဆုံးသွားခဲ့ပြီဆိုတဲ့သတင်းပါ Chris Benoit တေဆုံးပြီဆိုတဲ့သတင်းထွက်လာတော့က WWE ကတော့ဒါဟာသူတို့ရဲ့ထိပ်တန်းနဘန်သမားတယောက်ကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနည်းစရာဖြစ်ရတဲ့တစ်ခုလိုပဲထင်ခဲ့တာပါအဲ့ဒီညမှာပဲသူတို့ဟာမချုံစဘူးထူးထူးခြားခြားလုပ်ရတဲ့တစ်ခုကိုလုပ်ခဲ့ပါတယ်အဲ့ဒါကတော့ Benoit ကိုဂုဏ်ပြုဗီဒီယိုတွေတညလုံးထုတ်လွှင့်ပေးခဲ့တာပါနမန်သမားတွေကလည်းငိုယိုပြီးအမတ်တရတွေပြောကြတယ်ပရိသတ်တွေကလည်းဝမ်းနေကြတယ်အဲ့ဒီအချိန်တုန်းကတော့ဒါဟာ legend တယောက်ရဲ့နှီးကုန်းလိုပဲအားလုံးကထင်ခဲ့ကြတာပါဒါပေမဲ့အရာအားလုံးဟာရုတ်တရက်ပြောင်းလဲတော့ခဲ့ပါတယ်24နာရီကြာပြီးနောက်မှာသတင်းအသစ်တွေထွက်လာခဲ့ပါတယ်ဒါကတော့ Chris Benoit မိသားစုတေဆုံးမှုတရားခံဟာ Benoit ကိုယ်တိုင်ပါအာနာပိုင်တွေအတည်ပြုလိုက်တာကတော့ Benoit ဟာဒီတိုင်းတေဆုံးသွားခဲ့တာမဟုတ်ပါဘူးသူဟာကိုအဆုံးမစီရင်ခင်မှာသူ့ရဲ့ဇနီးနဲ့တားငယ်လေးကိုပါသူကိုယ်တိုင်တပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်လာခဲ့ပါတယ်ဒါဟာအာကာသသမိုင်းမှာအဆိုးဝါးဆုံးဖြစ်ရတဲ့တစ်ခုပါပဲဒါပေမဲ့စုံစမ်းစစ်ဆေးသူတွေကိုတကယ်ပဲထိတ်လန့်သွားစေခဲ့တာကတော့အဲ့ဒီဖြစ်ရရဲ့အသေးစိတ်ပါပဲဘာဖြစ်လို့လဲဆိုတော့ဒီတေဆုံးမှုဟာတစ်ချိန်တည်းတစ်ခဏတည်းဖြစ်ခဲ့တာမဟုတ်ပါဘူးမိသားစုဝင်တွေတေဆုံးသွားပြီးနောက်မှာတော့မှ Benoit ဟာအိမ်ထဲမှာဆက်ရှိနေကြတာပါနိုင်ပိုင်းတင်ရှိခဲ့တာမဟုတ်ပဲတေဆုံးသွားတဲ့သူ့မိသားစုဝင်တွေရဲ့ရုပ်အလောင်းတွေနဲ့အတူအိမ်ထဲမှာ48နာရီနီးပါးအတူနေထိုင်ခဲ့တာပါအဲ့ဒီနေ့ရက်အတွင်းမှာသူဟာဖုန်းခေါ်ခဲ့တယ်လှုပ်ဖော်ကိုင်ဖက်တွေစီကိုစာတွေပို့ခဲ့တယ်သူဘာဖြစ်လို့အလုပ်မလာနိုင်လဲဆိုတာကိုအကြောင်းပြချက်အမျိုးမျိုးပေးပြီးပြောခဲ့တယ်ပေါ်ရင်ကြည့်ရင်တော့အရာအလုံးဟာပုံမှန်လိုပါပဲဒါပေမဲ့တကယ်လက်တွေ့မှာတော့ဒါဟာလုံးဝကို psychopath စိတ်ဝေဒနာရှင်တယောက်ချင်းနေဖြစ်ပါတယ်ထွက်ပြေးဖို့လည်းမကြိုးစားဘူးထိတ်လန့်နေတဲ့အရေးအယောင်လည်းမရှိပါဘူးတိတ်ဆိတ်မှုတွေနဲ့အတူအပြင်လောကနဲ့လုံးဝကိုအဆက်အသွယ်ပြတ်နေတဲ့လူတစ်ယောက်လိုပဲပြုတ်မှုနေကြတာပါအဲ့ဒီနောက်မှသူ့ရဲ့အိမ်ဂျင်ခန်းထဲမှာရှိတဲ့ဝိတ်မတဲ့ဘာတန်းနဲ့ကိုအဆုံးစီရင်ခဲ့တာပါဘာလို့သူဒီလိုတွေလုပ်ခဲ့တာလဲဘာဖြစ်လို့သူဒီလိုတွေလုပ်ခဲ့တာလဲနှစ်ပေါင်းများစွာကျိုးဝိုင်းထဲမှာ Benoit ဟာနဘန်လောကရဲ့အနေအရှိဆုံးအရာတွေကိုရင်ဆိုင်လှုပ်ဆောင်ခဲ့ပါတယ်
အဲ့ဒါကတော့ခေါင်းကိုထက်ခါတလဲလဲအရိုက်ခံခဲ့တာပါပဲကလထိုင်နဲ့ရိုက်ချက်တွေအမြင့်ကပြုတ်ကျတာတွေအကာကမပါပဲရိုက်ခံရတာတွေကသူ့ရဲ့အုံနောက်ကိုစိုးစိုးရွားရွားထိခိုက်စေပါတယ်အဲ့ဒီတော့ကတော့ဒါဟာဖြော်ဖြေကြီးတက်တက်လို့ပဲအားလုံးကထင်ခဲ့ကြတာပါဒါပေမဲ့ရေရှည်ဆိုးကျိုးကတော့တုံးလုံးဆရာပါပဲသူတေဆုံးပြီးနောက်မှာဆရာဝန်တွေကသူ့ရဲ့အုံနောက်ကိုစစ်ဆေးကြည့်ရပါတယ်အဲ့ဒီမှာတွေ့လိုက်ရတာကတော့ CTE လို့ခေါ်တဲ့ပြင်းထန်အုံနောက်တိုင်းဟာရရှိနေတာပါဖြစ်ပါတယ်ပညာရှင်တွေကတော့သူ့ရဲ့အုံနောက်ဟာအသက်60အရွယ်အဖိုးကိုတယောက်လိုမျိုးပျက်စီးနေပြီလို့ဆိုပါတယ်စဉ်းစားဆင်ခြင်နိုင်စွမ်းစိတ်ခံစားချက်ထိန်းချုပ်နိုင်စွမ်းရှိတဲ့နေရာတွေဟာအပြင်းထန်ပျက်စီးနေခဲ့ပါပြီဒါဟာအရာအလုံးအတွက်အဓိကအကြောင်းအရာတစ်ခုဖြစ်နိုင်ပါတယ်ဘာကြောင့်စိတ်မတည်မငြိမ်ဖြစ်ရတာလဲဘာကြောင့်အပြင်လောကနဲ့အဆက်ပြတ်သွားရတာလဲပြီးတော့အဲ့ဒီအချိန်မှာသူ့ရဲ့အုံနောက်ဟာပုံမှန်တိုင်းဘာဖြစ်လို့အလုံးမလုံးတော့တာပါလဲဒီဖြစ်ရဲ့ဆိုကြီးဖြစ်ပြီးနောက်မှာ WWE ဟာမကြိုးစဘူးဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်ဘန်နွားကိုသူတို့တမိုင်းထဲကနေအပီးတိုင်ဖျောက်ဖျက်ပစ်လိုက်တာပါသူ့ပွဲစဉ်တွေကိုဖယ်ရှားလိုက်တယ်နာမည်ကိုမခေါ်တော့ဘူးအောင်မြင်မှုတွေကိုမြင်မြုပ်ပစ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နဗန်းလောကကြီးတစ်ခုလုံးအကြီးအကျယ်ပြောင်းလဲပြဖို့ဖိအားပေးခံလိုက်ရလို့ပါခေါင်းကိုကလထိုင်နဲ့ရိုက်တာတွေကိုပိတ်ပင်လိုက်ပြီးအုံနောက်ထိခိုက်မှုဆိုင်ရာစစ်ဆေးချက်တွေကလည်းအရင်ကထက်ပိုပြီးတင်းကျပ်လာပါတယ်ဒါဟာတာမန်ဝမ်းနဲ့စရာဖြစ်ရတစ်ခုတည်းမဟုတ်ပဲနဗန်းလောကအတွက်အရန်ကိုကြောက်စရာကောင်းတဲ့သတိပေးချက်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီး Chris Benoit ဆိုတဲ့နာမည်ဟာ WWE သမိုင်းစာမျက်နှာပေါ်ကနေအပီးတိုင်ဖျောက်ဖျက်ပစ်လက်ခံလိုက်ရတာပါသူ့ရဲ့အောင်မြင်မှုတွေကိုမပြတော့ဘူးတစ်ချိန်ကကမ္ဘာအကောင်းဆုံးနဗန်းသမားတယောက်လို့အမွှန်းတင်ခံရတဲ့လူတယောက်ဟာဘယ်ကုမ္ပဏီကမှနာမည်တော်ထုတ်မပြောချင်တော့တဲ့လူတယောက်ဖြစ်သွားခဲ့ရပါတယ်တရက်အတွင်းမှာနေ WWE ဟာသူ့ရဲ့ကောင်းတယောက်ကိုဂုဏ်ပြုတဲ့နေရာကနေချက်ချင်းပဲနာမည်တစ်ခုကိုထာဝရဖျောက်ဖျက်ပစ်လိုက်တဲ့အထိပြောင်းလဲခဲ့ရတာပါဒါဟာနဗန်းလောကရဲ့အမောင်မိုက်ဆုံးအခန်းကဏ္ဍတစ်ခုအဖြစ်ယခုအချိန်ထိရှိနေစေဖြစ်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုကြည့်ရှုဖို့အတွက်ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ